AirPod Pro 3က Pro 2ထက်ဘာထူးခြားသွားလဲအသစ်ပါလာတဲ့ function တွေရောတကယ်လို့ဖြစ်ရလား Pro 2နဲ့မတူပဲအနေငယ်ပြောင်းလဲပေးထားတဲ့ design ကြောင့် workout လုပ်တဲ့အချိန်မှာတော့နားထဲမှာ fitting ကြပြီး comfort ဖြစ်နေမှာပါ AirPod ကနေတဆင့်ဓာတ်ပုံတွေဗီဒီယိုတွေကိုလှည့်ရိုက်လို့ရမှာပါအတော်မိုက်တဲ့ feature တွေတစ်ခုလို့ပြောလို့ရပါတယ်ပေးထားတဲ့ဘာသာစကားတွေကိုချမ်းကြည့်ရတဲ့လောက်တစ်ဖက်ကမတူညီတဲ့ဘာသာစကားနဲ့ပြောလာတဲ့အခါဖုန်းထဲကနေလည်း translate လုပ်ပေးတယ်လို့ AirPod ကနေလည်းရွေးထားတဲ့ဘာသာစကားအတိုင်းတက်ထွက်ပေးမှာပါအသစ် mic presentation ပိုင်းမှာဆိုရင်လည်းအရင် AirPod Pro 2 ထက်2ဆ AirPod Pro ထက်4ဆအထိပိုကောင်းလာပါတယ် AirPod တက်ရင် workout လုပ်နေတဲ့အချိန်ဖြစ်ပေါ်လာတဲ့နှလုံးခုန်နှုန်းကိုဖုန်းရဲ့ workout app ကနေတက်ဆင့်သိနိုင်ပါတယ် Way to get your Friday outdoor run started. This is your third workout of the week. လောက်တိုင်းသုံးရတဲ့သူတွေအတွက်လည်း8နာရီအထိသုံးပြုလို့ရမှာပါနောက်ဆုံးအချက်အနေနဲ့ IB rating 5.7 အထိပါဝင်လာတာမို့ workout လုပ်ရင်ဖုန်းနဲ့ချွေးဆိုတဲ့တန်တွေကိုပိုပြီးခံနိုင်မှာဖြစ်ပါတယ်